နှလုံးအပိုင်ကဏ္ဍလေးနော်တေခွန်ခွန်တို့ညလေးစားလိုက်မယ်နော်ခွန်ခွန်တို့ညနော်တေခွန်ခွန်တို့ညလေးစားမယ်ဆိုရင်ကျွန်တော်တို့ဒီခွန်ရဲ့ဒီအရှိရနှလုံးကျွန်တော်ရင်ပေါင်းနိုင်မယ်ဆိုတော့အရှိနှလုံးပေါင်းကျွန်တော်တို့ဒီမှာရေးလိုက်မယ်အရှိနှလုံးပေါင်းလိုက်မယ်ဒီနှလုံးပေါင်းလိုက်ဆိုရင်14ဆိုရင်4ရမယ်ဆိုဒီအနောက်နှလုံးပေါင်းမယ်ဆိုရင်သူကခွန်ရမယ်ဆိုတော့ခွန်နော်ဒီအားလုံးပေါင်းမယ်ဆိုရင်လည်း14ဆိုရင်4ပဲရနော်ဒါဆိုရင်ကျွန်တော်တို့ကဏ္ဍဒီ4ခွန်4နော်4ခွန်4ကိုကျွန်တော်တို့ဒီနှလုံးကိုရင်ပေါင်းလိုက်မယ်နော်ဒီနှလုံးပေါင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ4နဲ့ခွန်ပေါင်းခြင်းဒီ17ဆိုရင်1ရမယ်ဒီမှာလည်း4နဲ့ခွန်ပေါင်းခြင်းဒီလည်း17ဆိုရင်1ရမယ်ဆိုတော့နော်အဲ့ရတဲ့ကဏ္ဍကိုကျွန်တော်ဘယ်လိုယူလဲဆိုရင်သူ့ကိုထပ်ပြန်ပေါင်းလိုက်မယ်နော်ဆိုတော့ဒီတင်းနဲ့တစ်ပေါင်းခြင်းနေဆိုရင်ကျွန်တော်တို့2ရမယ်ဆိုတော့နော်အဲ့တနည်းနဲ့ဒီလိုနဲ့ကျွန်တော်တို့ဘယ်လိုပြောအောင်ဒီနှစ်နဲ့ပဲပြန်ဆက်သွားမယ်နော်2ရနဲ့ခက်နဲ့ပြန်သွားမယ်ဒီနှစ်ရလာတဲ့2ရနဲ့ခက်ပဲ2ရနဲ့ခက်ဒီ2ရနဲ့ခက်ဒီ4နော်ဆိုတော့2နဲ့ခက်ဒီ4နော်ဟာ2ရနဲ့ခက်ဒီ4နဲ့ဒီ2ရပါဝါနော်ဒီ2ရပါဝါနော်ဒီ2ရပါဝါဒီခွန်နော်ဆိုတော့နော်ဒါဆိုကျွန်တော်တို့ယူမဲ့ကဏ္ဍនេះကျွန်တော်ယူကျွန်တော်တို့ယူတွဲမဲ့ကဏ္ဍនេះဒီကဒီတစ်နှလုံးနဲ့ဒီခွန်နှလုံးနဲ့ကျွန်တော်တို့နှလုံးအပါကဏ္ဍလေးအဲ့လိုပဲတွဲယူရမယ်ဆိုတော့နော်နှလုံးအပါဒီလိုပြောရတော့တစ်ပေါ့နော်အပေါ်ဒီမှာကျွန်တော်4ခွန်ပေါ့အဲ့လိုကျွန်တော်တို့တွဲလိုက်မယ်ဆိုတွဲလိုက်မယ်နော်တွဲလိုက်မယ်ဆိုရင်ကျွန်တော်ဗာရမလဲ4တက်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တလုံးရှိအောင်နော်ပြီးရင်ခွန်တက်ဟာလားဆိုတော့ခွန်တက်အဲ့လိုပဲယူမယ်တကယ်လို့ကျွန်တော်တို့လေးလုံးအထိဒါတော့ပြောရတော့သူcrossing ကဏ္ဍပေါ့နော်သူက crossing ကဏ္ဍဒီနှလုံးcrossing ကဏ္ဍဟုတ်ပြီမဲ့ဒါမဲ့ဒီလိုပတ်တွဲတဲ့ကဏ္ဍကျတော့ဒါအများနဲ့အရင်ကျွန်တော်တို့ထားလိုက်မယ်ဘာဖြစ်ဆိုတော့တနည်းသူဖောက်တဲ့အချိန်မှာဆိုရင် तू ကဒီလိုပတ်တွဲတဲ့တနည်းနဲ့ဖောက်တက်လို့ဒါကတော့ယူရမယ်တွက်ပြီးရတဲ့ကဏ္ဍပေါ်တင်တော့ဒီ4တက်နဲ့ခွန်တက်ပေါ့ဒါတော့အရင်ကျတော့ဘယ်လိုရှိမလဲဆိုတော့တက်4တက်ခွန်ပေါ့ပြင်4ခွန်နော်ဆိုတော့ဒါတော့သူ့ရဲ့ဒီလိုပါပြီးတွဲတဲ့ကဏ္ဍပေါ့နော်ဆိုတော့ဒီတွက်နည်းနဲ့ပဲကျွန်တော်တို့တွားမယ်တွားလဲဒီလိုဝင်လာတယ်နော်ဒီတွက်နည်းနဲ့မိတ်ဆွေတို့နော်သူထောက်ထားကဏ္ဍကြည့်မယ်ဆိုရင်ပါထောက်ထားတယ်သူကထောက်ထားတာ184ထောက်ထားမယ်ဆိုတော့နော်184ဆိုတော့ကျွန်တော်တို့နှလုံးအပိုင်ကဏ္ဍဒီရပေါ့နော်ဒီရနော်ဒီရလဲပါပါတယ်ဒါပေမဲ့သူပတ်တွက်တဲ့အတွက်သူက4လုံးရှိမယ်ဒီဒါကြတော့ဟိုပါပဲရှိမယ်နှလုံးပဲပေါ့ဒီ crossing နဲ့ပေါ့နော်ပြောရတော့ကဲတော့ကိုကအော်ချင်တဲ့ကဏ္ဍဆိုရင်ဒီရနှလုံးနဲ့ပဲပြီးနောက်တစ်လုံးရှာထည့်လို့အဲ့လိုပေါ့နော်ခဏနေကဲကျွန်တော်တို့ပတ်ကြည့်အောင်ဆိုတော့ထားသွားတဲ့ဒီနော်တဲ့ရှယ်လေးနော်ဆိုတော့ထားသွားတဲ့ရှယ်လေးကျွန်တော်ပြန်ယူလိုက်မယ်ဆိုတော့ဒီအရှိရကဏ္ဍနှလုံးကိုကျွန်တော်ပေါင်းတယ်ရှယ်ရကဏ္ဍပေါင်းမယ်ဆိုရင်1နဲ့8ပေါင်းခြင်း9ရမှာမယ်ဆိုတော့မပြီးရင်ဒီရှင်းနဲ့လေးပြန်ပေါင်းတဲ့အချိန်မှာရှင်းနဲ့လေးပေါင်းခြင်းဒီစနက်ဟလားနဲ့ပေါ့ပြင်အားလုံးပေါင်းလိုက်မယ်အားလုံးပေါင်းလိုက်တော့ဘာရမလဲ73ဆိုနဲ့3ရေးလေးချလိုက်မယ်နော်ဒါဆိုကျွန်တော်တို့အဲ့ဒီရတဲ့အတွဲလေးကိုကျွန်တော်ဘယ်လိုလုပ်လဲဒီနှလုံးကိုကျွန်တော်ဒီလိုပြန်တွဲလိုက်မယ်ဆိုတော့နော်ဒီလိုတွဲလိုက်မယ်နော်ပေါင်းလိုက်ဆိုရင်9နဲ့1ပေါင်း9နဲ့1ပေါင်း17ဆိုရင်1နဲ့3ပေါင်းခြင်းဒီ9နော်ဒါဆိုကျွန်တော်တို့ဒီတင်9ရလာနော်တင်9ကိုကျွန်တော်ပြန်လုပ်လဲကျွန်တော်တို့ရတဲ့ကဏ္ဍကိုကျွန်တော်ပြန်ပေါင်းလိုက်တယ်နော်ဒီလိုပေါ့တင်နဲ့9ကိုပြန်ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့6ရမယ်နော်6ရဲ့ပါဝါ6ရဲ့နှက်ခတ်လို့ကျွန်တော်ဒီလိုရေးလိုက်မယ်နော်ပြီးရင်ပြောရင်6ပါဝါဒီတက်6နှက်ခတ်ဒီ9ဒါဆိုဒီက1 9နဲ့ဒီကတင်9နဲ့ကျွန်တော်တို့တွဲယူမယ်မျိုးပေါ့ဒီတင်9နဲ့
တစ်ကိုကျွန်တော်တို့တွဲယူလိုက်မယ်နော်တွဲယူလိုက်မယ်တွဲမယ်ဆိုရင်ကျွန်တော်တို့ crossing တွဲမယ်ဆိုရင်ဘာရမလဲတစ်ကိုခလာမယ်ဆိုတော့နော်တစ်ကိုငါကိုဟာဆိုအဲ့လိုပတ်တွဲမယ်ဆိုရင်တော့တင်ငါတော့တက်မလို့တော့ဒီလေးလုံးမရအောင်ဆိုရင်တော့အဲ့လိုပေါ့ကဲကျွန်တော်တို့ဒီရတဲ့အတွဲရနှလုံးတွေကျွန်တော်တို့ရတဲ့အတွဲတွေဒီအပေါ်ကတစ်လုံးနဲ့အောက်ကတစ်လုံးအမျိုးယူရတော့ပြောရအောင်တော့တွဲမယ်ဆိုရင်သူကလေးလုံးရှိမှာပေါ့နော်ကဲကျွန်တော်တို့ထောက်တဲ့ကဏ္ဍတာထောက်လဲဆိုတော့သူကထောက်ကဏ္ဍဒီလေးကိုငါနော်လေးကိုငါတော့ကျွန်တော်တို့ဒီကိုငါရတော့ငါကိုရတော့မဖြစ်ဘူးနော်ဒီတနည်းအတိုင်းပဲကျွန်တော်တို့ထပ်သွားမယ်ထောက်တဲ့ဒီလေးကိုငါနဲ့ပြန်သွားမယ်နော်လေးကိုငါဆိုတော့ကျွန်တော်တို့ဒီအရှိရနှလုံးပေါင်းယူလိုက်မယ်ပေါင်းလိုက်မယ်ဆိုရင်လေးနဲ့ကိုပေါင်းခြင်းဒီ73နော်3ယူလိုက်မယ်ပြီးရင်ဒီ9နဲ့9နဲ့9ပေါင်းခြင်းဒီ14ယူလိုက်မယ်ပြီးရင်တို့အားလုံး3လုံးစလုံးပြန်ပေါင်းလိုက်မယ်ဆိုရင်ဘာရမလဲ18ဆိုရင်8ယူလိုက်မယ်နော်အဲ့နဲ့ကျွန်တော်တို့ဒီလိုပေါင်းလိုက်မယ်နော်တရားလိုက်တဲ့ပေါင်းတယ်နဲ့တရားပေါင်းပြီးတော့3နဲ့4ပေါင်းခြင်းခုံနည်းနဲ့4နဲ့8ပေါင်းခြင်းနဲ့ဒါဆိုကျွန်တော်တို့ရတဲ့ကဏ္ဍတွေဒီက9တွဲပေါ့ပြောရအောင်9သလုံးပေါ့အဲ့လိုပေါ့တွဲလိုပဲလာတယ်ပြီးရင်ဒီမှာထပ်ပေါင်းလိုက်မယ်9နဲ့ပေါင်းခြင်းနဲ့9နော်9ပါဝါနဲ့9နဲ့ခက်ကဏ္ဍယူမယ်9ပါဝါဒီ6 9နဲ့ခက်9ပါဝါ9နဲ့ခက်ဒီ6 9ပါဝါဒီ4ဒီ4 6နဲ့9နဲ့ပဲကျွန်တော်တို့တွဲယူလိုက်မယ်နော်အဲ့လိုပဲတွဲမယ်ဆိုတော့ဒီလိုတွဲလိုက်မယ်6ခွန်ပေါ့နော်အဲ့လိုပဲရေးလိုက်မယ်နော်အဲ့လိုပဲရေးလိုက်မယ်6ခွန်တစ်လုံးပြီးရင်6နဲ့တစ်လုံးပြီးရင်ဗလားဒီပဲ4ခွန်နဲ့4နဲ့ပေါ့4ခွန်တစ်လုံးနဲ့4နဲ့တစ်လုံးနော်မရှိတယ်နော်သူကတော့နည်းအဲ့လိုဆိုတော့ဒါဆိုရင်ဒီလေးလုံးကနော်နှလုံးအပါပါတော့သူကထောက်တော့ကဏ္ဍကြည့်မယ်ဆိုရင်သူထောက်တော့တာနဲ့တဲ့လေးထားမယ်ဆိုရင်အဲ့ဒီလေးဆိုရင်ကျွန်တော်တော့ပါတယ်ဒီလေးနဲ့ပေါ့ဒီရလေးနဲ့ပေါ့နော်ဆိုတော့နော်ကဲကျွန်တော်တို့ဒီတွက်လေးဒီတွက်တနည်းအတိုင်းကြည့်ရအောင်နော်နဲ့တဲ့လေးနော်အဲ့နဲ့တဲ့လေးကိုကျွန်တော်ပြောယူမယ်ဆိုတော့ဒီကအရှိရဒီနှလုံးဝင်ပေါင်းယူမယ်ဆိုတော့အရှိနှလုံးပေါင်းခြင်းဒီနည်းနဲ့တစ်ပေါင်းခြင်းဒီ3ရမယ်ပြီးရင်တစ်နဲ့4ပေါင်းခြင်းဒီပါရမယ်5သူတို့3လုံးစလုံးပေါင်းခြင်းဒီခွန်နော်ဒါဆိုကျွန်တော်တို့ဒီရလာတဲ့ဒီအတွဲကိုကျွန်တော်တို့ဒီလိုပေါင်းလိုက်မယ်ဆိုတော့တွဲယူလိုက်ပေါင်းရတော့နော်3နဲ့5ပေါင်းခြင်းဒီ8 5နဲ့9ပေါင်းခြင်းဒီနဲ့ဒါဆိုကျွန်တော်8နဲ့တစ်လုံးရမယ်နော်ပြီးရင်ကျွန်တော်တို့ပေါင်းဆင်းလာမယ်8နဲ့ပေါင်းခြင်းဒီ3ည30စင်3ညယူမယ်ပြီးရင်3ညရဲ့ပါလဲပါဝါ3ညရဲ့နှစ်ခက်ဒါဆိုကျွန်တော်တို့မရမလဲ3ညပါဝါဒီ9 3ညနှစ်ခက်ဒီခွန်ဒါဆိုကျွန်တော်တို့ရတဲ့ဒီ9ခွန်နဲ့ဒီ8နဲ့ကျွန်တော်တို့တွဲရမယ်နော်ဆိုတော့နော်တကယ်ဆိုရင်တွဲကြည့်လိုက်ဆိုရင်ဘာရမလဲဒီတစ်လုံးနဲ့စတွဲရမယ်ဒီ9နဲ့စတွဲရမယ်နော်9 8 9နဲ့ပြင်ဒီခွန်ဆိုရင်ခွန်8ခွန်နဲ့ပေါ့နော်တကယ်သူကနှလုံးယူတဲ့ချင်းနဲ့ဆိုရင်ရှင်နဲ့9ခွန်ဒါအရင်ပေါ့ပြောတာတော့အရင်ကဏ္ဍလေးပေါ့ဒါတော့အရင်ပေါ့နော်ယူရမယ့်အတွက်ဒီအပေါ်လေးလုံး
နော်တကယ်တော့တကယ်မိတ်ဆွေတို့အတွက်နေ့ဒီ8နှစ်တွဲလို့လာတယ်9နှစ်တွဲရှိတယ်ဆိုတော့9ခုတွဲရှိတယ်ဆိုရင်လည်းဆွဲထားပါတော့ဒါမဲ့ကျွန်တော်တော့အတွက်နေ့ဒီလိုအတိုင်းပဲဖြစ်နေတဲ့အတွက်မိတ်ဆွေတို့ကျွန်တော်ဒီလိုပဲနော်ညဘက်ထောက်ထားတဲ့ဒီလာမဲ့ဒီတရက်နော်လာမဲ့ဒီတရက်နော်ရှယ်လာနော်2026နော်ဒီတော့နေတော့နှလုံးအပါကနန်းလေးနော်သူကတော့ဒီလိုလာလဲဒီလိုပဲလာတဲ့တော့လေးလုံးလာတော့နော်ဒါပေမဲ့လာမဲ့ပါတော့မရှိတော့ကျွန်တော်ဒီတွေးဒီပါအောင်တော့ကျွန်တော်လိုက်ရှာလိုက်မယ်ဘယ်လိုမရှိတော့နော်မရှိတော့ဒါတော့မရှိတော့ကြိုက်တဲ့တလုံးကိုကြိုက်တဲ့တလုံးနဲ့လာတွဲထည့်ကြည့်လိုက်မရှိတော့နော်အဲဆိုရင်သူမဖောက်စမရှိတော့ပေါက်ကနန်းလေးရတော့မယ်တလောက်ပဲမရှိတော့နော်